စကားနားမထောင်တဲ့ပရိသတ်ကိုစင်မမမထင်မှသလိုပြုလုပ်လိုက်တဲ့ဆိုင်းရင်မို့ပရိသတ်ကြီးရဲ့အပြုံးမင်းသားလေးဆိုင်းရင်မို့ကတော့ကျောင်းဆရာဆိုင်းရင်မို့လာမတွေ့ခဲ့ပါဘူးနော်မိထီလာကပရိသတ်တွေနဲ့ chemistry မိချက်ကတော့ပြောစရာကိုမလိုတာပါဇက်မင်းသားတို့ရဲ့ထုံးစံတိုင်းပဲချွတ်နေတာကတော့ဆိုင်းရင်မိုးရဲ့ပါရီပါပဲနော်စင်မော်လီတက်ပြီးတော့စူချတဲ့ပရိသတ်ကိုဆိုင်းရင်မိုးကပြောမရဆိုမရတော့စင်မော်လီလာစူချတာကိုမကြိုက်ဘူးလို့ပြောထားလဲပြောမရတဲ့ဟာတွေဆိုပြီးတော့ကောင်မလေးရဲ့ပခုံးကိုတွန်းလိုက်တာလည်းဖြစ်ပါတယ်အခုလိုချစ်စရာကောင်းတဲ့အပြုံးမူလေးတွေလောက်လိုက်တော့အောက်ကပရိသတ်တွေကပါမနာလိုလိုက်တာအဲ့ဒီတို့မင်းသားလေးကတော့ကုန်ပါပြီဆိုပြီးတော့ချစ်စနိုးလေးတွေပြောနေကြတာလည်းဖြစ်ပါတယ်ပရိသတ်တွေကလည်းမင်းသားတွေဘလောက်ပဲပြောသူတို့ချစ်တဲ့မင်းသားဆိုပြီးတော့အနိကလေးကိုတွေးချကြရတော့အခုလိုမျိုးမင်းသားစကားကိုနားမထောင်ကြတာလည်းဖြစ်ပါတယ်ဆိုင်းရင်မိုးကလည်းစိတ်ဆိုးမှမလုပ်ပဲနဲ့ကိုစိတ်ဆိုးတော့မှပဲဆိုပြီးတော့စကားလေးတွေနဲ့ချွေပြလိုက်တာလည်းဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးရဲ့ဆိုင်းရင်မိုးရဲ့အခုလိုချစ်စရာကောင်းတဲ့အပြုမှုလေးတွေကပရိသတ်တွေရဲ့အသက်ကိုချွေစီခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လည်းအများနဲ့ဇက်ပွဲကြည့်ရတာမလို့ဇက်ထဲမှာသတ်မှတ်ထားတဲ့စီကောင်တွေကိုလိုက်နာတင်ပါတယ်နော်ဖန်ချင်းပြဿနာတက်တာမကောင်းတာကြောင့်မင်းသားလေးဆိုင်းရင်မိုးရဲ့စကားကိုနားထောင်ကြမှာပါမိမိရဲ့အမြင်လေးကိုလည်းခုံးမကြီးသွားပြီးခဲ့ကြပါအောင်နော်ဆိုင်းရင်မိုးနာမည်သုံးပြီးတော့စီဝါရှာနေတဲ့ဇွဲတက်ရွှေဆိုင်ကိုတဲ့ပြောလာတဲ့ဇက်ဆရာအောင်ကျော်ထွန်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဆယ်ထွန်းမြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဇွဲတက်ရွှေဆိုင်နဲ့ဇက်မင်းသားဆိုင်းရင်မိုးကြားမှာပြဿနာတက်နေပါပြီဇွဲတက်ရွှေဆိုင်ကဆိုင်းရင်မိုးကိုကြောင်ညာခမပေးဘဲနဲ့နာမည်ကိုအလွဲသုံးစားလုပ်တာပါအခုလက်ရှိချိန်မှာဇက်မင်းသားဆိုင်းရင်မိုးဟာပြည်သူ့အချစ်တော်အဖြစ်ပရိသတ်တွေအခိုင်အမာနဲ့တဟုန်ထိုးအထူးအောင်မြင်ကြော်ကြားနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုကြောင့်လည်းစီးပွားရေးလုပ်ငန်းရှင်အများစုကသူ့ရဲ့ကုန်ပစ္စည်းတွေကိုဆိုင်းရင်မိုးနဲ့အတူတွဲဖက်ပြီးတော့ကြော်ညာချင်နေကြတာပါ။ဒါပေမဲ့ပြည်တွင်းကနာမည်အကြီးဆုံးရွှေဆိုင်ဖြစ်တဲ့ဇွဲတက်ရွှေဆိုင်ကတော့ဆိုင်းရင်မိုးရဲ့ခွင့်ပြုချက်ကိုကြိုတင်ယူထားတာမျိုးလုံးဝမရှိဘဲနဲ့သူ့ရဲ့နာမည်တစ်ချင်းနဲ့အထိမ်းအမှတ်တွေကိုကိုကျိုးအတွက်အလွဲသုံးစားပြုလုပ်ပြီးတော့ပရိသတ်တွေကိုဈေးရောင်းချနေတယ်လို့သိရှိရပါတယ်။ပို့ပြီးတော့ဆိုရတာကရွှေဆွဲချိုးဒီဇိုင်းကိုတော့ဆိုင်းရင်မိုးဆိုပြီးတော့နာမည်တက်ကအတီလေးကျင်ညာခဲ့ရလဲဖြစ်ပါတယ်ဒီလိုမျိုးကိုကျိုးအတွက်အနုပညာရှင်တယောက်ရဲ့ပုံရိပ်ကိုအလွဲသုံးစားလုပ်တဲ့လုပ်ရအပေါ်မှာဇက်ဆရာဦးအောင်ကျော်ထွန်းကလုံးဝလက်မခံပဲပြပြသားနဲ့တဲ့ပြောလာခဲ့ရလဲဖြစ်ပါတယ်တခြားသောရွှေဆိုင်တွေကဆိုင်းရင်မိုးရဲ့နာမည်နဲ့ပုံရိပ်ကိုအသုံးပြုဖို့အတွက်ထိုက်တန်တဲ့အနုပညာရှင်တွေပေးပြီးတော့စနစ်တကျတရားဝင်လှုပ်ဆောင်နေချိန်မှာအောင်မြင်နေတဲ့ဇွဲတက်ရွှေဆိုင်ကြီးအနေနဲ့အခုလိုမျိုးခွင့်ပြုချက်မယူဘဲအလကားယူသုံးပြီးတော့စီးပွားရှာနေတာကကျင်းဝင်းနဲ့မညီသလိုလုံးဝမလုပ်သင့်တဲ့လုပ်ရဖြစ်တယ်လို့လည်းပြပြထန်ထန်ဝေဖန်နေရလဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေကရောနာမည်ကြီးဇွဲတက်ရွှေဆိုင်ကအခုလိုမျိုးဆိုင်းရင်မိုးရဲ့နာမည်ကိုခွင့်ပြုချက်မရှိဘဲယူသုံးပြီးတော့ကြော်ညာနေတဲ့အပေါ်မှာဘလို့လေးတွေမြင်လဲဆိုတာခေါင်းမကြီးသွားပြီးခဲ့ကြပါအောင်ရှင်။ရွှေတင်ရိုက်ကွင်းမှာရွှေမိုးကြောက်တရားရသွားတဲ့အောင်စမှုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။စိတ်ထွန်းမြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရွှေတင်ရိုက်ခွေမှာခေါင်းကိုရိုက်ခံလိုက်ရတာကတော့အောင်စမှုပဲဖြစ်ပါတယ်။မင်းသားအောင်စမှုကတော့တော်တော်လေးကိုထိခိုက်ဒဏ်ရာရသွားတာပါ။အောင်စမှုကိုရိုက်တာကတော့လူရှင်တော်ရွှေမိုးပဲဖြစ်ပါတယ်